ပတ်ကြည့်မိုဘိုင်းရဲ့အတိတ်အစ်မှာအမိုက်ဆုံးလို့ပြောလို့ရတယ်။နင်ဂျာပင်ကွင်းနဲ့ Advanced Fish လောက်ကလောင်ချကိုဘယ်လိုယူရမလဲဆိုတာကိုအသေးစိတ်ပြပြပါမယ်။အရင်ဆုံးနင်ဂျာပင်ကွင်းကလည်းစလိုက်ပါမယ်။ဒီနင်ဂျာပင်ကွင်းလေးကိုယူဖို့အတွက်ဆိုရင်မှတ်လေးကိုထောက်လိုက်ပါမယ်။မှတ်လေးထဲမှာပထမဝိတ်အနေနဲ့ခရမ်းအောင်ပင်ကွင်းပုံလေးနဲ့တိုင်မာလေးဆောက်ထပ်လာပါလိမ့်မယ်။တိုင်မာလေးပြပြပြီးဆိုတာနဲ့မြေပုံမှာတခြားကောင်လေးတွေရဲ့တည်နေရာကိုဖော်ပြပါလိမ့်မယ်။ဒုတိယဝိတ်အနေနဲ့လိမ်မော်ရောင်ပင်ကွင်းပုံလေးနဲ့တိုင်မာလေးပေါ်လာပါလိမ့်မယ်။ဒီတိုင်မာလေးပေါ်လာပြီဆိုတာနဲ့နင်ဂျာပင်ကွင်းရဲ့တည်နေရာကိုပါတစ်ခါတည်းပြပေးမှာပါ။ဒီလိုနဲ့တိုင်မာလေးပြပြပြီဆိုရင်တော့နင်ဂျာပင်ကွင်းလေးကိုယူလို့ရပါပြီ။ဒီတော့ဒီနင်ဂျာပင်ကွင်းလေးကိုယူတဲ့ချိန်မှာစမုတ်လေးခင်းပြီးယူဖို့အကြံပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီပင်ကွင်းကတကောင်လက်ရှိတာမလို့တခြားပလေယာတွေပါလာယူကြမှာပါ။ဒီနင်ဂျာပင်ကွင်းလေးရှိရင်တယောက်လေးဖြစ်နေရင်တော့နင်ဂျာပင်ကွင်းလေးနဲ့စကားပြောပြီးဆော့လို့ရတာမလို့တော်တော်လေးပျော်ဆက်ကောင်းပါတယ်။ဒါအပြင်ရန်သူရဲ့တီနီယာတွေရန်သူရောက်လာရင်ပြောပြပေးတဲ့အပြင်တချို့လိုအပ်တဲ့ပစ္စည်းတွေကိုပါတောင်းလို့ရတာမလို့ဒီအသိမှာတော့ဒီပင်ကွင်းလေးကိုတော်တော်ကြိုက်ပါတယ်။နောက်တစ်ခုက Advanced Rocket Launcher ပါဒီ Advanced Rocket Launcher ကို event အကြီးက main crate ကိုဖွင့်ပြီးမှရနိုင်တယ်လို့တခြားနေရာမှာရနိုင်မယ့်နည်းလည်းရှိပါသေးတယ်တခြားနည်းလည်းကိုပြောရမယ်ဆိုရင်မှတ်ကိုနှိပ်လိုက်ပါမှတ်ရဘေးမှာခရမ်းအောင်ပင်ခွေးရုပ်လေးနဲ့တိုင်မာလေးပေါ်လာပါလိမ့်မယ်ဒီတိုင်မာလေးပြီးသွားပြီဆိုတာနဲ့မှတ်ထဲမှာအကောင်လေးပေါ်လာပါလိမ့်မယ်ဒီထက်ကမှာဝုံဝင်လေးရှိနေရလေးကိုတွားလိုက်ပါဝုံဝင်လေးစီရောက်တာနဲ့ဝုံဝင်ပေးတဲ့ mission လေးကိုလက်ခံပြီးဆက်နှလုံးကိုပြင်မိတာနဲ့ဝုံဝင်လေးကကျွန်တော်တို့ကို Advanced Rocket Launcher ကိုပေးမှာပါ Advanced Rocket Launcher ကတာမန် Rocket Launcher တွေထက်လေပေါ်မှာပိုပြီးကြာပြန်လို့ရတယ်လို့လေပေါ်မှာပြန်ရင်းနဲ့အောက်ကရန်သူတွေကိုပါပြစ်လို့ရအောင်ပါဒီရက်မှာတော့ဒီလောက်ပါပဲအားလုံးပဲဆင်ပြေကြပါစေ